Bamya, Yolini Lehi County, yeah. Bamya, we owe my Lehi County, yeah. You are low, mado, I love your chidoji, but you let me, oh, County who koi, yeah, bed on my leg, I'm a nay. Kunibo chose up in red water cape. Bamyam, your lady lay county. Bamyam, we owe my lay county. Bamyam, tell where my lay county. Jada Yama, time to let me do G. Come here, yeah. ကျွန်တော်ကဟိုလေမန်နေဂျာလေဟိုရှူတင်မန်နေဂျာဆိုတာဘာရောင်းတာလဲအကြောင်းကြီးလားကျွန်တော်ကမင်းသမီးလည်းစိတ်ဝင်စားဘူးဟိုဇက်ဖို့ဆိုင်ရဲ့မိန်းကလေးလည်းစိတ်ဝင်စားဘူးကျွန်တော်စိတ်ဝင်စားတာကင်မရာမန်ပဲဟာယောက်ျားချင်းကိုမဆိုင်ဘူးဟော black and white ခစ်က black and white ဟုတ်ကဲ့အဲ့ဒီခစ်မှာတရုပ်ဆောင်ခဲ့တယ်ဒီဟာတာမင်းသားကြီးဟုတ်ကဲ့ Ibrahim ကိုသာကြောင်းတယ်ဂျယ်ရီလူဝစ်တို့ခစ်မဟုတ်လေဆရာ Ibrahim ကအမေရိကန်သမ္မတမဟုတ်ဘူးဟုတ်တယ်ပါပါလို့ဆရာတော့တစ်စိလုံးကိုမိမောင်ချလိုက်တဲ့အချိန်မှာဦးလေးကကလကနောက်ကိုတုံနဲ့ဝင်ပြေးတာအဲ့လိုဝင်ပြေးတဲ့အချိန်မှာပြီးရင်တစ်စိလုံးပြန်လင်းလာတဲ့အချိန်မှာဦးလေးမရှိတော့ဘူးပျောက်သွားတယ်ပေါ့ကွာအဲ့ဒါကိုထူးဆန်းနေဆိုပြီးတော့ဝိုင်းပြီးတော့လက်ခုပ်တွေတီးပြီးအားပေးကြတာအဖေကလည်းအဖေမင်းကပြီးတုတ်မြည်နေရသေးတယ်အဖေရက်နေလဲဘယ်သူမှမမြင်ရပါဘူးအခုတော့ညီးကဲကျွန်တော်မနေရှာနေမင်းတို့ချုံမုံကြီးကလည်းလမ်းထွက်နေရပဲနော်ဟမ်ရှူတင်ကားမောင်းမဲ့ကားဆရာမပါလာလို့ဒရိုက်တာကိုယ်တိုင်ဒရိုက်ဘာလုပ်ပြီးမောင်းလာတယ်ပြီးတော့ audio သမားလည်းမခေါ်နိုင်ဘူးတဲ့ငါကိုယ်တိုင်မိုက်တွေကိုင်းပြီးအတန်းဖမ်းရသေးဒီကြားထဲမင်းသားကိုတပည့်ခေါ်မလာနဲ့ဆိုလို့လေဟိုကောင်ကဝေယဝိဆတွေလုတ်ပေးပါဆိုလို့ကြိုးကြငါမင်းသားတပည့်ရဖြစ်ရသေးတယ်ကွာခေဟာကိုမဘလို့ပြတာတော့ဟာဒီလက်ပေါ်ဝေဟာဟဲ့ဘာပြတာကြားတယ်ဟာသူကတွေ့ရင်ကိုယ်တယ်ဘာပြတာလဲပြောကြပါဘာပြရမှာလဲဖေဟာကောင်းကြီးပေါ့ကောင်းကြီးခေါ်လိုက်တာထိုက်ကုန်တဲ့ခါတခါရောက်ခဏနေပါဦးဖေဟာပြောပါမယ်ငါခေါ်လိုက်ပါထိတ်တုံးတခါတခါဆန်ကဟာနေပါဦးဖေစကားကိုစိုးအောင်နားတော့ပါအလကားနဲ့ထိတ်တုံးနဲ့ထဲမဲ့ဆိုတာကြီးပဲတားရဲ့ပြောစရာရှောက်လူရင်းကိုပြောပါကဲပြောမြင်ပြောမယ်လူရင်းကိုပြောမယ်ဒီမင်းသားရုပ်ရှင်ရိုက်နေကြရုပ်ရှင်ရိုက်နေတာငါမူးကြောင်နဲ့ရောက်လာတယ်ကြည့်တာရောက်လာပြီးတော့ဟေးဟောဒီမှာရုပ်ရှင်ရိုက်နေတယ်မင်းမူးနဲ့အေးဆေးနေဆိုတော့တောက်ဘာပြောတယ်မလဲဘာပြောမင်းကတကြီးသားဆိုပြီးပေါအောင်ပြတာလားအဲ့ဒါတာစောက်တွန်းလိုက်တွန်းတယ်ဆိုလဲအဖေကတာလေးပါဒီမှာစောက်တွန်းလိုက်ဒါလေးပဲရှိတယ်စိတ်တော့နေရဟဲ့ဦးကဖေးကျလာအောင်ရဲ့ဒီလောက်လေးတွန်းတာကိုဒီကောင်ကဟမ်အဲ့ဒါလောက်နာကြလားအဲ့ဒါပြောတာပေါ့အဲ့ဒါကိုခေါင်းရရောက်လာကောင်းကြီးအစောကြီးပြောတယ်အဲ့ဒီကောင်ခတိတ်တော့ခလိုက်နေတော့စကားကိုပြောပြစီဦးခေါင်းရောက်လာမင်းတငယ်ချင်းဒီလိုလက်ပါခြေပါလောက်မှာမင်းကစကြီးသားဆိုပြီးလူပါဝါလာတယ်ကျွန်တော်ပြောတယ်ပဲကောင်းရတဲ့ခေါ်တက်တယ်ကျတော့တခါခေါ်လိုက်ကွာဒီအပါဦးပြောနားထောင်ကိုတိတ်နားထောင်ထားဒီစားကျွန်တော်ပဲရှင်းပြလိုက်ရှင်းပါဒါတွေအားလုံးကကျွန်တော်ကြောင့်ဖြစ်ရတာသူ့ထိတ်ထုံးနဲ့ထည့်ထားတယ်ပေါ့ကွာဒီပါဦးကျွန်တော်ရှင်းပြတော့တကြီးအေးစေးနားတော့ကိုတာအောင်နဲ့ကိုကောင်းကြီးနဲ့အချင်းချင်းတန်ငယ်ချင်းများအဲ့လိုစကားများတွေထရိုက်ဖြစ်ကြတာအဲ့ဒါကိုကျွန်တော်ကလက်လုံချီလို့ဖြစ်မှာဆိုလို့ဝင်ဆွဲတာအေးလေအဲ့တော့ဒီတည်းရွာသားတယောက်ပါဗျာသူ့လူတွေထိပါဆိုကျွန်တော်ဝင်ရိုက်သွားတာဟာမိုက်ရိုက်လိုက်တော့ဘယ်ကောလဲဒီကောင်ဘယ်ကောပါလဲအဖေကအဖေတူတီလုံးတော့ဗျာတီလုံးဟုတ်တယ်စိတ်တီလုံးနဲ့စိတ်မှာတာဝန်ရှိသွားပြီစိတ်ထိတ်တော့ထိတ်တော့စိတ်ကြီးမှရှိရမလားလို့ကျုပ်တော့ခါပါတော့ဗျာကဲကောင်းလိုက်တာကွာထင်တော့မထင်ဘူးတကယ်အရင်မိုက်တယ်ဗျာလုံးဝကျွန်တော်မထင်တော့လုံးဝအတားကြီးကိုလုံးဝ professional ဆန်လာအဲ့ professional တာဘာလဲညီလေးအရင်ကောင်းတာကိုပြောတယ်ဟာဘယ်တော့ကြည့်မလားအဖေတာမောလို့ရေယူခဲ့တာမှာပဲဒီဖိုက်တယ်ဗျာတူပွားမြတ်တကြီး
congratulation ဗျာကောင်းလိုက်တာ လုံးဝမထဲတော့လေကောင်းတယ်တူးတော့နော် ဒါတောင်လေတခါမှမရိုက်ဘူးလို့ကြောက်နေတာထိုက်တာကြီးရဲ့ တကြီးကတော့ကြောက်နေရလားအမလီကြောက်တဲ့နေရာမှာတော့တကြီးကိုမမိပါဘူးကောင်းတယ်လို့ကောင်းတယ် ကိုလာသိန်းတကြီးဟာခမတော်လိုက်လားဟာခမသေအောင်ဆောင်တာလေမတင်ဘူးဗျာတကယ်ကောင်းတာဒရိုက်တာကျုပ်လည်းထည့်ရိုက်ပါနော် ထည့်ရိုက်ပါလေတကြီးတဲ့သားအောင်လုပ်နော် ဟာကျုပ်အသေးကြိုးစားပါအသေးကြိုးစားပါဟာလေထည့်ရိုက်ပါ မင်းသားအခုအဲ့သွေးတွေပါမျက်နှာတွေပါသွားတက်လာနော်အေးစင်းနားလို့ရပြီစင်းရနေဝေးသေးနော်โอเค ပေါ်နာလိုက်တော့ โอเคနော်မင်းသမီး ဒီမရှိတယ်ဒရိုက်တာ ဟောငါသမီးလေးလားဟောတော်သူအခန်းမှာတရုပ်ဆောင်ပါလေမျက်မှန်ကြီးอ่ะ အော်ဆရာမရိုက်ခင်ခဏတက်တာနေဘူးလို့ ဟောအေးဟုတ်ပြီဟိုလေကိုလဲခိုင်းနေဟိုနောက်ဆင်းတွေအိမ်ကြီးထားလား ဟုတ်တယ်ဆရာ အော်အစိမ့်ဆိုလေ background နဲ့ရောနေမှာပေါ့တခြားအစိမ့်မဟုတ်တဲ့တခြားဟာပါတယ်မလား ပါတယ် အေးအဲ့လေးလဲလိုက်နော် ဟုတ်ဆရာအစားလဲလိုက်မယ်နော် โอเคနော် ကောင်းလိုက်ပါမယ် ဟော ကျွန်တော်သမီးကိုရိုက်ပါစို့ ရိုက်ပါလေ ဒီမှာဝစားလဲထားပြီးပြီ ဒါလေဒီလိုကြီးလဲလိုက်တာလား ဟုတ်တယ်လေ ဟုတ်ဗျာ ရိုက်မယ်လဲခိုင်းတာ အိမ်နေရင်ဝစားလေးလဲခိုင်းတာလေအခုကတိုက်ကလာသလိုဖြစ်နေပြီ ဘယ်နဲ့တိုက်ကလာမှလေဒါကျွန်တော်သမီးရဲ့အိမ်နေရင်လေဒီလိုပဲဝတ်တာပဲ အိမ်နေလဲအဲ့လိုဥစ္စာကြောင့်လိုပဲဝတ်တာပဲလား ဟုတ်တာမဟုတ်ဘူးဘယ်နဲ့လူသမောင်တိချာကြည့်တော့ကျွန်တော်သမီးပါတယ်ဆိုရိုက်မှာ ဒရိုက်ဒရိုက်ရွှေမုံကဒီနေ့တော့ပါမှာမလား ဟို schedule ရကတော့ဒီနေ့က schedule ကလေ စကတ်ရွှေမုံကစကတ်တွေမရှိဘူးဒီလိုဟာမျိုး အော် schedule ဆိုတာအဲ့ဒါပြောတာမဟုတ်ဘူး schedule ဆိုတာကလေရိုက်ရမယ်အချိန်စရာအရာ ဆရာအချက်ချက် ဆရာကွယ် ဒီနေ့တော့မပါဘူးမနေ့ဖြန်မှရိုက်ရမှာ အဲ့ဆိုနောက်ဆုံးသွားလဲထားလိုက် စင်းနေပြီလားအော်ဒီနေ့မပါပါဘူးဆိုတော့ကဲဗျာလဲချင်လဲပါဗျာ မေနောက်ဆုံးသွားလဲလိုက်မယ်အမေပါတစ်ခါလဲလိုက် လဲရှိတယ်တစ်ခါလဲလိုက် လဲထားလိုက်မယ် ဗျာဟုတ်တာဗျာခဏနေနော်ဟိုလေဒီချီနီက ဒိုင်ခုနကကျွန်တော်ဟိုကကြည့်နေရလေအဲဒီခုနရိုက်တဲ့ဟာထဲမှာဟိုခေါင်းကြီးဆိုတာပါပါလို့ပြောလိုက်တယ် အော်ကိုကောင်းကြီး ဟုတ်တယ် ကိုကောင်းကြီးနာမည်ပါသွားပြီ ဟုတ်တယ်ကျွန်တော်ကြားလိုက်တယ်အဲ့ဒါကြောင့်လာပြောတာခေါင်းကြီးကကျွန်တော်ခင်ဗျ โอเคနော် ဒိုင်ဟိုလေဟိုခုနပြောလိုက်တဲ့ခေါင်း ဟို ကြီး လေကိုလေးဟိုပြဿနာဖြစ်တဲ့ထဲမှာခေါင်းကြီးဆိုတဲ့ ဟုတ်တယ်ကျွန်တော်ပဲဒီမှာပြောလိုက်တာလေဟိုတကယ်ကြီးပဲကြီးနေတယ်လေဟိုဝင်တော့ကြည့်တယ်ဟုတ်တယ်ဝါခေါင်းကြီး ပါသွားပြီခေါင်းကြီးဆိုတဲ့နာမည်ပါသွားပြီမကြခင်မှာလူကြီးကိုပါတစ်ခါတည်းထည့်ရိုက်မှာ အဲ့ဒါလူချင်တာအဲ့ဒါလူချင်တာ ထည့်ရိုက်စိတ်ချနော်မကြခင် မကြခင်နော် မကြခင် ရမ်းကြလို့တော့မရဘူးရမ်းကြလို့မရကျွန်တော်ရေကုန်နေပြီဒိုင်ကျွန်တော်ဝါသနာပါတာသိတယ်နော်ဟိုပြောရမယ်လေမင်းသားကို အော်ဥပမာ ဘာမှ အော်ဥပမာဟိုလေပြဿနာမင်းသားကြီးပါလောက်ဘူးလေ ကျွန်တော်မင်းသားကြောဒီပါ ကျွန်တော်ထည့်ရိုက်မှာစိတ်ချစိတ်ချထည့်ရိုက်ပြောတယ်ဗျာနော် ဒွမ်းနာလေး အော်မလိုပါဘူးဗျာနောက်နေ့မှကြည့်မယ်နော်နောက်နေ့မှကြည့်မယ်နောက်နေ့မှနော် မေ့မယ်နော် မမေ့ပါဘူးဗျာလေမောတာကွာလေဟောခုနတော့ကလေအကုန်လုံးကောင်းတယ်ဗျာဒါပေမဲ့ကျွန်တော်ကလေအားမရသေးဘူးတကြီးမျက်နှာအကျက်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တခန်းပြန်ရိုက်ချင်တယ် ဖေခန်းလေ ကိုတောင်ကတကြီးကိုတွန်းလိုက်တဲ့ခန်းလေး ဗျာ လာပါဆရာဟိုလေအခုနောက်ရိုက်မဲ့အခန်းကြလေကျွန်တော်ကင်မရာလေးပေးရိုက်ပါလေကျွန်တော်ရိုက်ကြည့်ချင်လို့ဆရာကျွန်တော်ရနေပါပြီဆရာ အဲ့လိုတော့ခင်ဗျားကိုလွတ်ပေးလို့မရဘူးဗျာဟိုခင်ဗျားဖြည်းဖြည်းချင်းတော့ကျွန်တော်တွဲခေါ်လို့ရတယ်ဒါပေမဲ့တခုတော့ရှိဗျာခင်ဗျားရက်ချင်တယ်ဆိုလို့ရှိရင်ဟိုတချို့လွယ်တဲ့စင်းတွေကိုကျွန်တော်ဒါမှလွတ်ပေးမယ် ဟောမင်းသားလိုက်တာဆရာကျွန်တော်အရက်တိုက်မယ်ခင်ဗျားရက်ကလည်းကျွန်တော်မတော့ဘူးဗျာ ဒီကောင်သူကြီးပဲတော့ငါမင်းလုံးပြီးတော့မယ်နော်မင်းကြီးပဲတော့ငါမင်းတို့ကိုပေးတာမဟုတ်ဘူးကွာဆရာတို့ ကိုတက်ကကျွန်တော်တောက်တာအဲ့လိုမဟုတ်ကျွန်တော်ညှိပေးတာခွက်ပေါက်နေရ ခွက်ပေါက်ငါပါပေးရလိမ့်မယ်ဟိုဆရာဒီလိုလုပ်ပါလားဆရာဒီလိုအရင်မျိုးကလေကျွန်တော်တို့ရွာမှာမရောက်ဘူးဆရာကျွန်တော်အဲ့ဒါဟိုဘက်နေပါကျော်သွားဝယ်ရတာဟိုအဲ့တော့လေဆရာဒီလိုလုပ်ဟိုအခုလောလောဆယ်ဟိုကျွန်တော်တောက်ဖို့ထည့်ထားတဲ့ထိုင်းရည်လေးရှိတယ်အဲ့ထိုင်းရည်လေးနဲ့လောလောဆယ်အာသာဖြည့်ထားလိုက်ဆရာကျွန်တော်အရက်သွားဝယ်ပြီးပြန်လာလို့ရှိရင်ဆရာအရက်တောက်လို့ရပြီနော် ရပါတယ်ထိုင်းဆိုတော့အဆင်ပြေတာပေါ့ ဟေ့ဟိုဒီတပူးနဲ့လည်းဝမှာမဟုတ်ငါအိမ်မှာလေဟိုကြောင်ရင်ထဲမှာလေထိုင်းရည်3ဘူးရှိသေးတယ်အဲ့ငါတော့ဖို့တင်ထားတာအဲ့ဒါသွားယူပေးလိုက်မင်းတောက်မလားနဲ့နော် ဟောမတောက်ဘူးကိုတက်ကကျွန်တော်ဘယ်တော့အဲ့လိုတောက်ဘူးလို့လေ ဘယ်လိုတော့ဆရာအဲ့ဆိုရင်ကျွန်တော်ရက်တော့ပြန်လာလို့ရှိရင်ဆရာတောက်လို့ရကျွန်တော်တော့ဝယ်လိုက်မယ်နော်ဆရာ ဟာဒါပေမဲ့တခုတော့ရှိရင်ကိုတက်ကဟိုခင်ဗျားသွားလို့ရှိရင် ဟုတ်ကဲ့
ဒရိုက်တာမမြင်စီနဲ့ဒရိုက်တာမြင်ကျွန်တော်ကောခံပါဗျာဟုတ်ကဲ့ဟုတ်ကဲ့အမီလေးတစ်ခုစီစဉ်မှာဘာရှိလဲအမီးကတော့ကျွန်တော်စားနေကြမမှန်းတီးရရှိရောစားပူရတယ်ရပါမယ်ရတယ်ဖြစ်တယ်ဟုတ်အဲ့ဒါကျွန်တော်တော့ငါမြန်တော့ဝဲလိုက်မယ်နော်အိမ်မှာတော့ယူပြီလားနော်ထိုင်တမင်လားဆရာတောင်းရဲ့မတောင်းကောင်နေရာလေးတော်လိုက်တော့အရင်ပဲအဲ့လိုပဲဟိုတားနာမည်ကြီးလာရင်လေဆဲကြတာအဲ့တော့နာမည်ကြီးလို့ဆဲတာဆိုဆက်ပါစေငါအားပါလို့ပါဟဲ့ဟိုနင်းနဲ့တကြီးနဲ့လေဟိုထိတ်တုံးကိစ္စနာမည်မတဲ့အခန်းရိုက်တော့ဟဲ့တကယ်ရုပ်ရှင်တွေကလူရှင်တော်ကြီးကြာနေရငါမှကြည့်ပြီးရီလိုက်ရဥဝဲတော်တက်တယ်အဲ့တော့မှရဲ့ငါတခါမှလေမလုပ်ဘူးတော့လေပြောမှဆိုတော့တရုပ်ဆောင်နည်းနည်းရှော့လာတာနောက်ခါကျရင်ဒီတက်ပိုကောင်းလို့လုံးမတောင်းနေရလဲလေလှပါလေဆိုမှကြီးမကြွသေးဘူးဆိုတာကြာတော့ရုံရဲ့ရေမချိုးရသေးဘူးလုံးပါဟဲ့ရေချိုးမှကြီးတွန်းလို့ရတာလေဟောတော်ဝင်ပါလေဗျာဒီငမူကရေသိပ်ချိုးတာမဟုတ်တာကြီးတွန်းတဲ့ကြောင့်ဘယ်သိပါ့မလဲโอเคနေပါဦးနင်တို့ကလေဟဲ့ဟိုလေတကြီးနဲ့တကြီးခေါ်ဆိုလို့ရှိရင်လေတခါနဲ့တော့တော်တော်နာမည်ကြီးတော့ဟာမောရမှာငါဖိနေငါဖိကောင်းပြီဟိုငါနဲ့ငါအဖေကိုလည်းလေဟိုမင်းသမီးကဝင်ရိုက်ပါလားလို့ပြောတယ်အဖေကတော့ရိုက်မယ်တဲ့ငါ့ကိုလည်းရိုက်တဲ့ပြီးတော့မင်းသမီးကပြောသေးရဲ့သိလားဟိုငါတဲ့ပြင်းပြင်းစင်စင်လေးနေလိုက်ရင်နဲ့သူ့ထက်တောင်လှအောင်ပါတဲ့ပြောတယ်ရှင်မော်လည်းဟာနေကငါတွတ်တော့လေမပြည့်စင်မဲနဲ့ဒီတိုင်းလေးနေတော့တကဘာလုံးမှာရှိတဲ့မိန်းမတွေအားလုံးထက်ပူပြီးလှတယ်နေတကဘာလုံးကိုရောက်ဘူးလို့လားရတယ်ဟာတကဘာလုံးတော့ဖေးရောက်ဘူးမလဲနင်ကိုတင်စားပြီးပြောရလေနင်ကကိုတင်စားနေတာကိုမသိဘူးဟမ်မဟုတ်လေကိုတင်စားနေတာကိုမသိဘူးလို့ငါတရားအဲ့ဒီနေ့ဆိုနေများသွားတာကောင်းတယ်မင်းငါနဲ့တူတယောက်ဆောင်ထားတာကွာငါမေးနေမှာစိုးလို့မေးနေတော့ကွာကိုငါလည်းပါချင်တော့ကွာငါ့လည်းလေပြောပြီးကြပါလားငါပါချင်နေဟုတ်ဒီကလေရိုက်တာကြီးနဲ့မန်နေဂျာကြီးကိုငါတို့ကလက်ဆောင်ပစ္စည်းကောင်းကောင်းလေးပေးမယ်ဆိုရင်ငါတို့ဒီစကားမှာထည့်ရိုက်ပေးဟဲ့ကောင်းပြီပြောမှငါလည်းသတိရတယ်တော့ဟိုဒါရိုက်တာကြီးတွေဟင်းနေချက်ထားတယ်အတော့ပုတ်ပေးရအောင်မယ်ဟဲ့သမီးတလက်စားတဲ့ကိုဘူးသီးပါယူလာပြီပါဩအေးနေဦးလေတို့တို့သားမီးအခုချင်းချင်းလို့မလားအေးလေဟာမရဘူးလေကျုပ်လည်းအိမ်ပြန်ပြီးလက်ဆောင်ပစ္စည်းပြင်ဆင်ရမှာပေါ့ကျုပ်ငါသွားပြီဟာပြီအဲ့တော့ညလာဘယ်လိုရှိပါလဲတိတ်လိုက်ဘာလဲတော်တော်မဖြစ်စင်ရှာအောင်ကြီးရေဒီရွာကနေပြန်ပြီးနောက်ထပ်ရုပ်ရှင်တွေရိုက်လို့ကတော့တကြီးတို့လင်မယားကိုကျွန်တော်တို့လွမ်းနေတော့မှာဗျာကျွန်တော်တည်းရတကယ်ပြောတာကျွန်တော်တရုပ်ဆောင်တွေအများကြီးတွေ့ဘူးတယ်ဒါပေမဲ့တကြီးနဲ့တကြီးကြော်လောက်လေရုပ်ရည်ယူပကာခံညာမှုအပြောအဆိုအစင်တန်းရှိမှုတရုပ်ဆောင်ကောင်းမှုတခါမှမတွေ့ဘူးဗျာဒီလိုအကြီးချင်းမျိုးနဲ့လေနေရာကောင်းပါဝင်ပြီးတရုပ်ဆောင်ခွင့်ရလို့ကတော့တခါတည်းနာမည်ကြီးတရုပ်ဆောင်တန်းကိုဝင်သွားမှာအဲ့ဆိုဒီလိုပါဟိုဒရိုက်တာကြီးလည်းအကျိုးရှိအောင်ဟုတ်ကဲ့ကျုပ်တို့လင်မယားလည်းအကျိုးရှိအောင်ဥပစံနဲ့ကိုထုတ်ရိုက်လိုက်မကောင်းလားအော်အဲ့လိုလားကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကုန်ကြစိတ်တွေများနေမလားလို့နည်းနည်းပါးစဉ်းစားကြည့်ပါဦးလို့အဲ့လိုဟိုစဉ်းစားကြမလို့ပါဘူးဒရိုက်တာကြီးရေကျမတို့ကလေလဲ9ဧကလောက်ကိုရောင်းပြီးရိုက်ရင်တော့ဘာမှမဖြစ်သေးဘူးအများကြီးရှိတယ်ဧကတွေအများကြီးဒရိုက်တာကြီးတွေဟင်းနေချက်လာတယ်ရှင်အော်ဒုက္ခရှာလို့တို့ရဲ့ရပါတယ်ရဟုတ်ဒရိုက်တာဒါကလေခြံထွက်ဘူးတီလေးအော်ဟုတ်ကဲ့ဟိုဇကားရိုက်လို့ရှိရင်လေဟိုကျမတို့သားမျိုးပါအောင်ထည့်ရိုက်ပေးပါနော်ဒရိုက်တာကိုကျမတို့ထည့်ရိုက်ပေးပါနော်အဲ့တမကူနဲ့တရွာလုံးပါအောင်ရိုက်ပေးမှာတရွာလုံးတယောက်မကျအကုန်ပါအောင်ရိုက်ပေးသူကမပါသေးဘူးလေဒရိုက်တာကြီးကိုကောင်းကြီးခရောဗျာရတယ်ဘာမှပြဿနာမရှိပါဘူးဗျဟိုပါလေဟိုဒရိုက်တာကြီးအတွက်ဒီမှာကျွန်တော်ဟိုလက်ဆောင်ပစိုးလေးတွေလာပေးတာအော်ပစိုးလေးတွေကြိုက်တယ်ဗျာပစိုးလေးတွေတော့ပစိုးလေးဆိုကျွန်တော်တို့က2ယောက်စာနော်2ယောက်စာဟုတ်ကဲ့ဟိုကျွန်တော်အဖေ
ဟိုပြဿနာမင်းသားကြီးဥပမာဟုတ်တယ်တကယ်ပြဿနာမင်းသားကြီးဥပမာအတွက်ကျွန်တော်ပစိုးလေးကတော့အစ်စ်ဒရိုက်တာကြီးအဖေကတော့ဟိုသူအလူမှာတခါတော့ဝစ်ထားတယ်လို့ပြောပါတယ်ဒါပေမဲ့ဒရိုက်တာကြီးဝစ်စီခြင်းလို့တဲ့ပေးလိုက်တာတခါတော့ဝစ်ထားဟုတ်ကဲ့တခါတော့ကပြဿနာမရှိပါဘူးဗျာတခါတော့ပြဿနာမရှိဘူးပြဿနာမရှိရင်နောက်တစ်ခါလောက်ငှားလိုက်ပါလားမနေ့ကသူအလူသွားတယ်မရှိလို့အဲ့ဒါမြန်ဆွဲကနေယူလာသေးရော့ပြန်ယူသွားဒီတစ်ထည်နဲ့ရဒါ2ယောက်စာရတယ်ဒရိုက်တာကြီးဟာဦးမေပါမာယာမိုးဟုတ်တယ်နော်โอเคအမေကြီးရာကိုင်ဒရိုက်တာကြီးလက်ဆောင်လာပေးတာလက်ဆောင်လာပေးတာခြံတွားမဟုတ်ဘူးခြံတွားမဟုတ်ဘူးဒါနိုင်ငံသားထွက်တည်ကိုလေးပဲကြီးကွာချိုးပါတယ်အဲ့ဒါဒရိုက်တာကြီးအတွက်ဆိုပြီးတော့သေချာမှာထားတာမလေးလုံလောက်ပြည့်စုံပူရှန်အားလုံးကိုလိုအပ်သည်မရှိကျွန်တော်စီစဉ်လာခဲ့တာတော်ပြည့်စုံနေပြီလက်ဆောင်ပေးတယ်ဆိုတာပေးတဲ့လူကလည်းစေတနာပါမစေတနာနဲ့လက်ခံတဲ့လူကလည်းမေတ္တာနဲ့လက်ခံမဟုတ်တယ်မလားဒါမှစေတနာမေတ္တာပေးတဲ့လူယူတဲ့လူဆိုတာအဲ့ဒါကြောင့်မှစိတ်ကြည်နူးစရာကောင်းတာဟုတ်ရာဟုတ်တယ်ဟုတ်ပါရာဒရိုက်တာကြီးရွှေမုံတို့ကိုလေမင်းသမီးကထည့်ရိုက်ပေးမယ်လို့ပြောထားတယ်ဟုတ်တယ်ပြောထားသေးတယ်အဲ့ဒါလေရွှေမုံတို့ကဘယ်ခမ်းမှတရုပ်ဆောင်အောင်မလဲရွှေမုံတို့ရိုက်ရတော့မယ်ဆိုလဲကြိုပြောတော့အဝတ်စားတွေပါကြိုစီစဉ်ရအောင်လို့ကျွန်တော်ခုစဉ်းစားနေပြီဟုတ်တာဗောစဉ်းစားမှာဗောငါသမီးကလည်းအလုပ်ကြီးလုပ်တဲ့ဥစ္စာဟုတ်တယ်မလားဒါဟုတ်ကဲ့ဒရိုက်တာကြီးအဲ့ခုဒီဇာကားရိုက်လို့ရှိရင်လေကျွန်တော်ကလည်းထည့်ရိုက်မှာမလားဟာထည့်ရိုက်မှာလေအဲ့ဒါဆိုလို့ရှိရင်လေကျွန်တော်ပုံစံတော့မြင်တဲ့အတိုင်းပဲနော်ဒရိုက်တာကြီးရမ်းချမ်းသာတာအဲ့တော့တထေးတကြွယ်နေရာမျိုးကိုကျွန်တော်ထည့်ရိုက်နော်ဒါမှလိုက်ဖက်မှာလေမှန်တယ်ရိုက်ပြလိုက်ပါဒရိုက်တာကြီးဟုတ်တကောင်းသားနဲ့တထေးပြတော်တဲ့ခါအဲ့စားလည်းမစိုးမရှိခမရဘလို့စကားကြီးပြောတာလို့လားခမရတထေးလေဒါမဲ့ခမရတစ်မျိုးလုံးကတရောင်းသားအမေကလည်းမဟုတ်ဘူးလေအမေတဲ့ဇာလာရမှာတို့ကဇာလာလည်းမသိဘဲနဲ့ကျွန်တော်တို့ကမျိုးရိုးလိုက်ကိုကျွန်တော်မမွေးခင်နေရချမ်းသာတာရေဟုတ်ပါပဲတကြီးရဲ့ဒီရုပ်ကတရောင်းစားရုပ်မှာမဟုတ်လားဟုတ်ရာဒရိုက်တာကြီးအဲ့ဒါထက်တယ်မပြောသားမှနေနိစတဲ့လူတွေကအဲ့စကားပြောတာပါဗျာဒီမဲ့ကျုပ်ကအမနာချမ်းသာတာချမ်းသာလို့လေဒါမျိုးသူများနဲ့မတူအောင်ကျုပ်ကလက်ဆောင်ပေးနိုင်တာလေဟုတ်တယ်မလားဒါမျိုးတာမန်လူတွေမြင်တော့မမြင်ဘူးရဲ့ဒရိုက်တာကြီးလက်ဆောင်လေကြည့်ချက်ပြီးလက်ခံတော့အပူစားဆိုတာမစားကောင်းဘူးဟာအပူစားဆိုတော့ကျွန်တော်ရေခဲနဲ့တောက်မှာကိုလေရဲတောက်တာပြောနေရမဟုတ်ဘူးဒရိုက်ရဲ့အပူစားစားမိရင်အပူစားကျွေးတဲ့လူနဲ့အတူအပယ်လားမှာဆိုလို့ပြောနေတာအဲ့လိုရှိသေးရလားရှိတော့ပေါ့ဟိုလေအဘလို့ပြောဒရိုက်တာကြီးကိုပြောနေရလေအဖေကလည်းဘာအဖေလဲကွာမင်းရွှေမုံတို့ဖေလေလုံးလိုက်ပါတော့မင်းအဖေနဲ့ငါကမင်းကတ်လာပြီးတော့မင်းဘာကိုရည်ရွယ်နေဆိုငါသိတယ်မင်းသိလေသိရပဲဖေဘာသိနေပြီတော်ကြပါတော့ဗျာတော်ကြပါတော့ဒီသားဖဘလို့ဖြစ်နေရတော့ဖေးဒရိုက်တာကြီးဘာသားဖလဲဗျာခင်ဗျာလေခုနအဖေဆိုလို့လေမဟုတ်ဘူးဘာမှမတော်ဘူးဒီကောအဲ့တိုင်းပဲတွေ့တယ်လူဖေးခေါ်နေကဲဘာမှမဖြစ်ကြပါနဲ့ဗျာလက်ဆောင်တွေအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တရွာလုံးကိုကျွန်တော်တက်နေသမျှအားလုံးကိုရုပ်ရှင်ထဲမှာထည့်ပေးမယ်ဗျာလွန်နေတာအဲ့ဒါပဲဟုတ်ကဲ့ဒါကြီးအဲ့ဒါကျွန်တော်ပြန်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အမေသွားပြီနော်အမေဟုတ်ပြီလားအဲ့တော့ကျွန်တော်မခေါ်ကျွန်တော်မိမအမေဆိုခေါ်တာတက်ကြီးတယ်သွားတာပါဗျာခွေးမဲသားကဲတိုင်းဘာမို့ဇာကားရိုက်လို့ရှင်တော့ထည့်ရပြီနော်ရိုက်ရမှာထေးကန်တထေးမမေးနဲ့ကဲသွားလိုက်ပါဦးမယ်ဒီကသွားမလားတိုင်းသွားမယ်ဟုတ်ကဲ့လက်ဆောင်မေးရဆိုလက်ဆောင်မေးရကျွန်တော်သိထားပြီမလို့ဘယ်နာထားပါလဲကျွန်တော်ဒီလိုပဲကြိုက်ထားလိုက်တော့ဒီလိုကြိုက်ထားပါလားငါတို့ပြောယူသားတော့လက်ဆောင်ဟေးကောဂျာကြီးလာပြီတဲပေးလိုက်ညောင်ငါဆုလို့လာငါတို့ location လေးတွားကြည့်အောင်တကြီးနဲ့ကြီးတော့ကျွန်တော်ဟိုအတွက်ရိုက်ကွင်းသွားကြည့်လိုက်အောင်မယ်နော်ဟုတ်ကဲ့သွားပါလာဒူသားမင်းလိုက်သွားမယ်လေဟာမလိုက်နဲ့ရတယ်ကျွန်တော်တို့ကသူသွားတော့မယ်နော်ငါလေရောင်နာပြီဒီမှာအစိုးရရှူလာတယ်တိတ်ထားသားကွာရောင်လေးကလှတာဒီလိုကြလည်းမစိုးဘူးနော်ဒီရွာမှာတရုတ်ဆောင်တွေတော်တော်ပေါ်တာလေကွာအဲ့ကြောင့်ပြောပါတယ်အာစီတစ်ဘက်ကိုစိတ်ချလိုက်စမ်းပါလို့ခမောင်ဆိုရွာအာစီရဲ့လုတ်သမျှတောင်းစီနေရမယ်အေးကွာရင်တော့ကတော့ကိုအကူညီတောင်းရင်တော့မှလုတ်ပေးပါမလားဆိုစိတ်ပူနေတာ
အခုတော့သူတို့ကရုပ်ရှင်နဲ့ပါခြင်းလို့လက်ဆောင်တွေအပြိုင်ဆိုင်လာပေးနေကြနော်။ယောငါဒီဇလန်းတွေလေငါစဉ်းစားတာရှိတယ်ဟလား။ဘာလဲဆိုတော့ဒီလိုကခုနကတော့လေဟိုဥငွေမောင်ရဲ့သမီးဘသူရွှေမုံအေးမရွှေမုံသူမျက်နှာလေးမစိုးဘူးနော်ဟင်းသူ့ကိုငါဒီကားထဲမှာဒုတိယမင်းသမီးနေရာမှာထားလိုက်မယ်ကွက်တီကဟာနော်ရွှေမုံနဲ့ငွေမုံညီမနှစ်ယောက်ဖြစ်သွားတာပေါ့ကွာနော်ငွေမုံနဲ့ကြိုက်မှာငါတို့ရဲ့မင်းသားနေရှိုင်းရွှေမုံနဲ့ကြိုက်မှာကကြတော့ခုနကတော့လာသွားတဲ့ကိုကောင်းကြီးပစိုးလေးပေးသွားပစိုးလေးပေးသွားနော်ရွှေမုံငွေမုံညီမနှစ်ယောက်ရဲ့အဖေအမေနေရာကိုတော့ဦးငွေမောင်းနဲ့ဒေါ်မေမြင့်များကွက်တီရဲ့အာစီရဲ့နော်ဒါမဲ့တခုရှိရအာစီရဲ့သူတို့မရှိလို့မဖြစ်ဘူးဆိုတော့သူတို့ပေးသိလို့မရအောင်နော်ဒါကတော့ကွာမင်းစီကငါပါဒီလောက်တော့ငါနှက်ပါတယ်ဒါပေမဲ့ငါတို့မှာစူတောင်းစရာတစ်ခုပဲရှိတယ်ငါခိုင်းသမျှ item တွေကိုသူတို့တွေအားလုံးလိုက်လုံနိုင်ပါစေလို့အဲ့ဒါပဲဒီအခုချုပ်မချွတ်ဘူးဟာချုပ်လို့ပြောနေနော်မချွတ်နိုင်ဘူးဟာချုပ်လို့ပြောနေဟာမချွတ်ဘူးဆိုမချွတ်ဘူးဟာလုံးဝမချွတ်ဘူးနော်ငါလုံးဝမချွတ်ဘူးမချွတ်နိုင်ဘူးဟာငါ့ကိုချစ်လို့ရှိလေနင်းကလေချွတ်ပေးပါဟာနော်ဟဲ့ဒါနဲ့စင်ထားတဲ့ငကမဟုတ်ဘူးငါအမေစင်ထားတဲ့ငကအခုဆိုရင်လေတကြီးမိသားစုကလည်းလေရွာထဲမှာတော်တော်နာမည်ကြီးနေပြီဟိုရွာထဲကလူတွေတော်တော်များများကလည်းလေရုပ်ရှင်ရိုက်တဲ့ပါနေပြီငါတယောက်တည်းတခမ်းမှမပါသေးတော့အဲ့ကြောင့်နင်းကလေးချွတ်ပါဟာအမလေးဟဲ့နင်းတယောက်ဆောင်တာမပါနဲ့ပဲငါနဲ့ကနဲ့ဘာဆိုင်လို့လဲဆိုင်တာဗောဟာဟိုဒရိုက်တာကြီးနဲ့မန်နေဂျာကိုလေအဲ့နက်ကလေးပေါင်ပြီးလက်ဆောင်လေးဝယ်ပေးလိုက်ရင်ရုပ်ရှင်ရိုက်တဲ့ငါလေးပါဗောဟာအမလေးအော်ပါရဲ့တော့နင်းရုပ်ရှင်တော့ပါဖို့ငါနဲ့ကောက်ချွတ်ပေးအောင်မယ်ဘာလဲငါလည်းဘာဟောင်းလောက်နဲ့နေရမှာလားမင်းမော်လေဟိုငါနာမည်ကြော်တော့နင်းမမြင်ကြဘူးလားဟဲ့နင်းကလည်းကြော်ပဲကြော်ဖုတ်ပဲဖုတ်ပြုတ်ပဲပြုတ်မပေးနိုင်ဘူးဟဲ့ငါနဲ့ကတော့နင်းကလေငါရဲ့အောင်မြင်ကြော်ကြားမှုတွေကိုမနာလို့ဖြစ်နေတာငါတက်လန်းတွေကိုနင်းပိတ်နေတာအော်ပါရဲ့တော့နင်းဟောင်းလေသူများသားသမီးကိုယူထားပြီးတော့လောက်မကျွေးတဲ့ပြင်ငါအမေပေးထားတဲ့ကောက်နင်းလိုချင်နေဟဟလားတော်အတော့မကြယောက်ျားငါ့အတော့မကြောက်လို့မပြောနဲ့နော်ပြောတာဘာဖြစ်လဲပြောတယ်လို့ပြောတယ်ဟဲ့ဘာဖြစ်လဲဟဲ့ဘာလို့ပြောလဲဟဲ့တော့ဟမ်ရှာလေဘာစိတ်ဝင်စားနေမဟုတ်ပါဘူးခင်ဗျားစိုင်းမှုကိုကျွန်တော်စိတ်ဝင်စားတယ်အပေါ်ကတော့ဒါဆိုင်ကြော်ညာပေါ့ဗျာဆိုင်ဟိုပါပေါ့အောက်ကအဲ့ရစားသားလေးကိုပြက်အစင်ပြင်ခဏဆိုမပြင်ခဏမပြင်ရင်ခဏပြက်အစင်ပြင်ခဏအဲ့ဒါကိုကျွန်တော်စဉ်းစားနေတယ်တခုသူကတွေးနေတာဘာလဲဆိုတော့ကျွန်တော်အတွေးနဲ့ကျွန်တော်တွေးကြည့်မယ်နော်ကျွန်တော်အတွေးရဘယ်လိုလဲဆိုတော့ဟိုလောကနိယာမသဘောတရားရဟိုလူသားတွေကပြက်ရင်သာအစင်ပြက်မယ်ပြင်လိုက်ရင်ခဏပဲအဲ့သဘောမလားဆိုပါတော့အဲ့ကြောင့်ပြောတာဟုတ်ပါဘူးပြက်အစင်ပြင်ခဏကိုတက်ခိုက်ပြင်လိုက်ရင်ခဏပဲခဏလေးနဲ့ကောင်းသွားတာဗလားသူပြင်လိုက်ခဏပဲကောင်းတာပြီးပြင်းပြက်တော့ပြန်လာတော့ဆိုင်ဟုတ်တယ်ပြောင်းဘာပြောနေရလဲရကိုကြီးလည်းလာကတော့တယ်မင်းနိုင်လားကိုကြီးဘာပြောလဲလို့လဲရမင်းကိုများနေပြီအဲ့မများဘူးဒီတိုင်းငါဆရာကအရက်ဝယ်တယ်မင်းလက်ချက်နဲ့ပဲကုန်သွားတာအခုဒီနေ့အရက်ဘိုးမရှိလို့ထိုင်းရင်လေအကျွေးယူလာလဲမင်းပဲနော်အားတော့တခွက်ပဲငါတို့ဆရာဟိုထိုင်းရောက်တော့ကြံပါသေးရဲ့ဆရာအာမနာနော်ဟိုကျွန်တော်အားနာနေတာဒါကြီးတော့ရတယ်ကျွန်တော်ကထိုင်းယူညှိနေပြီထိုင်းယူညှိလို့ကောက်တိုက်တဲ့ထိုင်းယူညှိနေပြီပြီးတော့ထိုင်းယူဆိုတာဒါသဘာဝအရသာဒါတို့ပြတာပစ္စည်းတွေပါတော့ကျမ်းမာရတော့လည်းပိုကောင်းတယ်ဟိုပြောလို့သာပြောတာမဟုတ်လေအဲ့ထိုင်းယူနဲ့မမှန်သည်တော်တော်ဟုတ်နေတာသိလားတော်လိုက်တယ်လိုက်တယ်လည်းအခုတော့ပဲဘယ်လိုဖြစ်လဲမသိဘူးဘိုင်လန်နဲ့ရစ်ကျင်တယ်လို့ဖြစ်နေတယ်အိမ်သားလေးတော့ကျွန်တော်ခဏသွားလိုက်အောင်ဆရာဒီဆရာတော့ဒါနဲ့ဆိုတုံးကရှိပြီနော်ဟုတ်တယ်ဗျာမနက်ကလည်းနားကြောအစားမမားတာပေါ့ဒါလည်းနင်းခဏနောက်မှာဟိုဖြစ်မကျော်တော့လိုက်ဟုတ်တယ်ရလားဆရာလိုက်ရကျွန်တော်လိုက်ဖို့ဗျာရဟုတ်တယ်ဆရာတော်တော်လေးဘယ်နာနေရမလို့နင်းနဲ့တောက်နေတွေ့ပြီပြီးတော့နင်းကြီးကြီးကိုစစ်ကြတယ်မင်းလားတော့မလာသေးဘူးလားဘယ်နာမှာရိုက်ကမယ်ဆို။အော်ခုနကဂျာကြီးကိုပြောခိုင်းလိုက်တယ်လေမင်းသားနားလို့ရပြီဆိုပြီးတော့ဘာမှလာမပြောပါဘူးဒီမှာကျွန်တော်ကဒီမှာဒီစင်းကိုရိုက်ကမယ်ဆိုလို့ဒီမှာမူတွေအပြစ်ထည့်ပြီးတော့စောင့်နေတယ်ကျွန်တော်ကအားလာလိုက်တာမင်းသားရေတွားနာရတော့မှာဟာကိုတို့ကဒီမှာ
ဒီအင်ဒိုလေးကိုအပီလေးကင်လိုက်ချင်လို့အဲ့ဒါကြောင့်မို့တော်ရလေဗျာစိုးရမပြောဘူးဟိုစောနာကတော့လေအားပြေတာပေါ့မနေ့ကမနေ့အစိုးရရမှာလေပြီးအဲ့ဒါကျွန်တော်ပေါင်းလိုက်တော့ โอเคโอเคတာမလားတဒါဟုတ်နောက်နေ့မဟုတ်လာဘူးနော်ဟုတ်ကူနေလားတိုင်းအစင်းသိဖြစ်ပြီနော်အော်အေးတပိဒါအဆက်ရှိရနော်အင်းကြီးလားအခုရိုက်မှာကဒီအရှင်ဦးဝင်မောင်သမီးတို့ရဲ့အဖေလောက်ရတာလေသူကသမီးတို့စုတဲ့အခန်းလေးအော်ဒီမှာဟိုသူဦးဝင်မောင်ရဲ့သမီးဘယ်သူရွှေမအေးရွှေမုံပါပြီဗျာနော်ရွှေမုံပါပြီဆိုတဲ့အခါကျရွှေမုံတစ်ခါမှမရိုက်ဘူးလေသမီးကနည်းနည်းပါးတွက်ခေါ်ပြီနော်ရွှေမုံတခြားပြပြီးကြတယ်အုံပြီးသွားပြီလုံးဝဟိုတိုက်ရောအုံလိုက်ဘာလို့အော်မှာငါတိုက်တာဟုတ်ဟုတ်ရွှေမပါပြီလားရွှေမပါပြီရွှေမပါပြီဆိုတော့ကျမပဲပါပါလေကျမအရင်လိုက်ပြင်ထားလို့ဟောပါအိုးဂျာကြီးပြောတာတိတ်မှန်တာပဲအဲ့ဒါတွေကလူတာတဲ့တော့ပိုနေပြီဒရိုက်တာကြီးတကယ်ပါမှာနော်တကယ်ပေးပါတကယ်ပါမှာပါဟိုလုံးလုံးစယ်လေးကိုဟိုအဖွဲသားတွေထမင်းစားဖို့အတွက်ထမင်းလေးသွားစီစဉ်လိုက်ပါထမင်းလားမပူနဲ့လားအမေရှိတယ်အမေလုံးတော့ရုံပါထမင်းတို့အားလုံးစီစဉ်ထားတယ်စိတ်မပူနဲ့နော်ဟိုဟာလေးဟိုအမေတယောက်တည်းပင်မနေမှာဗောအဲ့ဒါသွားကူလိုက်လေနော်ဒီမှာနေလို့မရဘူးအဲ့ဒါကြောင့်နော်သွားကူလိုက်နော်အဲ့တော့ပြင်တော့မနော်ခေါ်လို့ရတယ်ခေါ်မယ်နော်စိတ်ချရတော့အဲ့လိုပြောသလိုခမင်းပြင်းနဲ့អွန်ထားလိုက်တိုင်းဟိုရိုက်တော့မှာလားမသိဘူးရိုက်တော့မှာခဏနေမောက်နေမောက်ပါအော်နေကမျက်မှန်ကြီးတက်ထားပြီးနည်းနည်းမောင်နေလာလုံနေတယ်အဲလင်းနေဒီဘောခမရအခုဘာလာလို့တော့မဟုတ်လေဟိုဒိုက်တာကြီးခေါ်လိုက်လို့ရှိရင်အစင်သစ်ပြောင်းဆိုပြီးဒီနားလေးမှာအဲ့လိုလေးစောင့်တခြားမှာသွားဆောင်ပါတခြားမှာဒီနေရာရိုက်မှာမို့လို့ပါနော်ဟုတ်တော့ရေတော့ပါနော်ကျေးဇူးတင်နော်နောက်ဟိုတကြီးနဲ့တကြီးကတော့ဟာဘာလို့ဒီနေရာမှာရောက်နေရတော့ဒီရိုက်တဲ့ထဲမှာမပါသေးဘူးလေဟုတ်လေကျွန်တော်တို့ကရွာမှာလေပြုတ်ဆောင်ပြီးတော့နာမည်ရနေပြီဆိုတော့သူများမန္တာကြီးရလို့ပြောမခံနိုင်ဘူးအဲကြောင့်ဒရိုက်တာလိုတဲ့ဆိုရင်အစင်သစ်ပြောင်းတယ်အဲ့ဒီမှာထိုင်းဆောင်နေလိုအပ်ရင်အစင်သစ်ပြောင်းလို့လေထိုင်းဆောင်နေရမှာဒရိုက်တာကြီးဟိုစောင့်မယ်ဆိုရင်လေအိမ်မှာပြန်ပြီးဖြစ်အပြင်မှာဖြစ်စောင့်ပါလားလို့ဟိုအိမ်တော့ပြန်မစောင့်တော့ပါဘူးဒရိုက်တာကြီးရဲ့ဟိုရုပ်ရှင်တောင်ကြည်ရင်းနေလေကျမတို့အပြင်ကပဲစောင့်နေပါဘူးအပြင်မှာစောင့်နေနော်ဒီနေရာမလွတ်ပါဆိုလို့နော်ဟုတ်ကဲ့လာကိုသိမ့်လာတိုင်းတီလုံးတော့ဒီလုံးပါနော်တာကြီးတူတူပြောပါကွာဟိုမေးရမှာလားဒီတော့ကွာဟိုဘယ်သူဦးဝင်ပါဦးဝင်ပါအစင်းပြပြီလားဟဲ့မလေးရွှေမိုးရဲ့လှလိုက်တာဥစ္စာဆောင်မှလေကြာနေရိုက်မှာလေအဲ့ဟိုမှာထိုင်ကြီးရိုက်မှာအဲ့တော့မင်းသမီးလေးမှာသွားထိုင်လိုက်နော်အမေလည်းသွားထိုင်လိုက်နော်ပါထိုင်ရအဲ့ဒါကြီးကျွန်တော်အလားပြင်တာလားဟုတ်ပါပြီဝတ်တာတော့ဘလို့မျက်မှန်လေးတက်ထားတာတော့ဗျဟုတ်ရဒရိုက်တာကြီးကမျက်မှန်လာလေးတက်ဆိုဟိုလှလေးဆိုတာလူကြီးနဲ့လိုက်ဖက်အောင်ခက်ညာရွှေရောင်ခိုင်းလေးပါလေအဲ့လိုမျိုးတက်ခိုင်းတာဒရိုက်တာကြီးကလေရွှေရောင်ခိုင်းကြီးတော့မတက်ချင်ပါဘူးဗျာအဲ့ဒါကြီးတက်လို့ရှိရင်ကျုပ်ကြီးဟိုအသက်ကြီးပြီးတော့ရင့်သွားမှာကလေးလေးနဲ့တူသွားအောင်ဟုတ်ပါပြီဗျာဟောကျွန်တော်ချက်ခိုင်းတဲ့ဟိုဇာညိုးနဲ့ချက်ပြီလားချက်တာဟောလွယ်တယ်ကျွန်တော်လုံးမပြတ်တာဟိုအိတ်ချင်အဲ့နဲ့လေခုပြီးရရမှာဟုတ်ကဲ့သမီးနှစ်ယောက်ကလေကိုသဘောမတူတဲ့သူတွေနဲ့ကြိုင်နေလို့မန်မဲပြီးမြို့လွတ်မှာနော်အဲ့လိုဖြစ်ရမှာနော်ခဏလေးသွားခုမှခဏသွားထိုင်လိုက်နော်ကျွန်တော်ကင်မရာလေးပါလေးချလိုက်အောင်နော်ခုနစောင့်နေမယ်နော်ရိုက်နော်โอเคဒီမှာထားပါတယ်ဒီမှာကွာရလားဆရာရလားဆရာနှစ်ပေါင်းအမေမတက်တာလေးဘူးလားကျွန်တော်အိမ်သာသွား၄ခေါက်လောက်ရှိပါပြီဟာထင်းရင်နဲ့မမန်းဒီရောမိမှာတော့ဖြစ်ပြီပေါ့ကွာဒုက္ခပါပဲမင်းဒီလိုဖြစ်နေရင်ဘယ်သူရိုက်မှာတော့ကွာကျွန်တော်ရိုက်မှာဆရာကျွန်တော်ရိုက်မှာကိုတက်ခိုင်းဟုတ်ကဲ့ဖြစ်ပါတယ်ဆရာကျွန်တော်သေချာလေးလာပြီးတော့ကုန်တင်ပြီးပါဆရာဟုတ်ကျွန်တော်စမ်းသုံးကြည့်လိုက်ဆရာသဘောကျသွားစီရမယ်ဟုတ်ပြီလားဆိုလဲကိုတက်မြန်ပြန်လာနော်ဟုတ်ကျွန်တော်သွားလိုက်မစသူ့လိုက်ပို့လိုက်မဆရာကိုတက်ခိုင်းအဆင်ပြေနော်ရဆရာအဆင်ပြေလားလို့ဟုတ်ပြေတယ်ဆရာပြေတယ်ဖြစ်တယ်နော်ဟုတ်ကဲ့ဆရာကဲဖြစ်တယ်ဆိုရိုက်မယ်ကင်မရာ roll မယ်ဟမ်ဘာကြီးကင်မရာ roll မယ် roll ရပါကြီးလေအော် roll ရဆိုတော့ record နေခိုင်းတာဗျာအိုးမောင်ကင်းရဲ့တေချာတင်မထားဘူး
ကဲကင်မရာ roll audio audio ငါပဲကွာဟုတ်ပြီ5 4 3 2 1 action ဆင်းတော့ဗျာဟာနေကဟာတတိတိုးဆိုတတိ guys box နဲ့ဆင်းလာရမှာပေါ့ဗျာအခုကသခိုးနဲ့တူနေတယ်ဗျာဟုတ်ကဲ့ဆရာဟိုကျွန်တော်ပြန်လုပ်ပေးမယ်နော်ဆရာနော်တစ်ခေါက်လောက်နော်တစ်ခေါက်လောက်ဒါစားပြန်ရမှာနော်တော့ဝရိုးလိုက်တော့မှာနော်ဝရိုးဗျာโอเคဟာကျွန်တော်ဝရိုးဆိုမှဝရိုးအားပါဘူးကျွန်တော်ရိုးဆိုမှရိုးရမှာလေနော်ကဲကင်မရာ roll audio silent 5 4 3 2 1 action ဥဝင်မောင်ဆင်းတော့ဗျဟာတထေးလို့ဆင်းလာမှာအခုကကြက်မပြေသလိုကြီးဖြစ်နေတယ်ဗျာတော့ပါပဲကိုမေမခမရချစ်စရာကောင်းတယ်ဗျာရွာလဲတိတ်ခါကြတယ်ကျုပ်တို့လင်မယားတယောက်ဆောင်တော့တွေ့တယ်မလားတွေ့မေအောင်လို့ဟုတ်ဆရာတောင်းပါနဲ့နော်ရတယ်ဥဝင်မောင်ကလေအပြင်မှာလဲတထေးဆိုတော့လေအဲ့ဒီတထေးပုံစံလေးတိုင်းပဲဆင်းလာခဲ့အပြင်မှာအတိုင်းလေးဗျာတခုတော့ရှိတယ်သမီးတွေကိုမန်မဲရမှာဆိုတော့နည်းနည်းလေးစိတ်ဆိုးထားလိုက်ဟုတ်တာပေါ့အဲ့ဒါလေးပဲရာဖြစ်မှာပါတစ်ခေါက်လောက်နော်တထေးကတော့ပေါ့တယ်ဖြစ်တယ်တထေးကလည်းရိုက်ဆရာခွာလိုက်နော်ဝရိုးရာကဲကင်မရာ bro audio က silent 5 4 3 2 1တထေးဦးဝင်မောင်ဆင်းလာတော့မယ်ဗျဒီမှာညနေပြီရဦးမအစင်ပြေတယ်ဟိုဘက်ရှိရပြန်ကြည့်မယ်မကြည့်တော့ဘူးမိုက်တယ်ငါသမီးလေးတွေတော်လာနောက်ဆုံးတော့ထောင်းမပြေးစီထွက်ကြတာပဲဘယ်နဲ့ကွာသမီးလေးနဲ့မွေးထားတယ်အားကိုရမလားမှတ်အလိုလိုက်ရင်အမိုက်စော်တာသိမှန်တာပဲဟုတ်တယ်ဘူးကွာဘယ်နဲ့အဖေကတော့ဆုံးမနေတဲ့ကြားရတယောက်ကကြတော့လေရွာမှာကလေးရိုက်ဘာလို့ကိမှမရှိတဲ့ငမြောင်းငချောက်ကိုကြိုက်တယ်နောက်တစ်ယောက်ကြတာတော့လေမြို့ကနေပြီးတော့ငရိုးရွာကိုခဏလေးလာပြီးတော့ရုပ်ရှင်ရိုက်တာအဲ့ဒီတည်းကမင်းသားကိုကြိုက်တယ်ဘူးမသိဘာမသိနဲ့မင်းတော့တမီးတကယ်ချစ်တာပါတော့ဘာတကယ်ချစ်တာလဲငယ်မဘယ်လိုပြောလဲ तू ကတကယ်ချစ်တာဟုတ်လားဟမ်အဲ့ဒီမျိုးအကောင်ကတကယ်ချစ်တယ်ဆိုတော့နင်ဘယ်လိုတွေပြောပြီးယုံလိုက်တာလဲဟမ်အဲ့ဒီမျိုးကလာတဲ့ကောင်ကသူ့မျိုးမှာဘာတွေဖြစ်လို့ဖြစ်မှမသိဟမ်နင်ကဒါကိုတကယ်ကိုယုံစားပြီးတော့ကိုနင်ကြိုက်လိုက်ပလားဟဲ့အငယ်မရဲ့အကြီးမနင်လည်းတူပဲကိုကအကြီးဖြစ်တဲ့လူကကိုညီမကိုမမှာပေါ့နင်ကမဆုံးမတဲ့အပြင်ကိုတိုင်းကိုကရှေးဆောင်လမ်းပြဘာမှကိုအတော့မကြတဲ့နီးတွေနဲ့နေကိုညီမကိုလမ်းပြတော်ပြီနင်တို့မြို့ပေါ်မှာမြို့ပေါ်မှာရမလုပ်ပါနဲ့ဖေးသမီးတို့လည်းမလုပ်ပါနဲ့အေးအဖေမဖို့ချင်ဘူးအဖေဘလောက်ချစ်တယ်ဆိုတာမင်းတို့အသိဆုံးကိုမိသားစုရွာမှာဥမကွဲတိုက်မပြတ်အတူတူနေတာတော့မှလေငါသမီးလေးတွေနှစ်ယောက်ခဏလေးပြောင်းသွားရင်တော့အဖေဘလို့နေအောင်မသိဘူးနေလေအတူတူပဲအမေလေးဟာနေကိုယ်တိုင်မွေးပေးထားတဲ့အမေမိခင်အမေလုံးတဲ့လူကလေကိုသမီးတွေခွင်းနဲ့ဆုံးမပါဘောကွာမင်းကဆုံးမဟောမရဘူးကလေးတွေကသိပါလေနားလေပါလေဟာငါကပြောပါဦးဟာဆိုတော့မင်းဒီစကားတွေပဲပြောနေအဖေပါတော့လေငါသမီးလေးတွေပြောက်သွားလို့ရှိရင်အယူဟိတယောက်လိုပဲနင်တို့အမေကိုအဖေအမြဲတမ်းမေးနေတာငါသမီးတွေပဲတော့ကြာလိုက်တာသမီးတို့လေအဖေကတော့
ဒီကိုနင်းကိုချက်တာသမီးကကောင်းလိုက်တယ်ဗျာဝင်ကောင်းရဲ့တကယ်မိုက်တယ်ဗျာကဲငိုလာရက်လိုက်တော့ရပြီငိုလာရက်လို့ရမလို့မရတော့ဘူးဗျာကျောင်းဟိုရင်းနေရဆက်ကိုတော့ဗျာဆက်ကိုတော့ကောင်းလိုက်တာရှင်ဒီစုံကနေတယောက်တည်းကွက်ကောင်းနေတာဟာကောင်းကြီးဒုက္ခပါပဲကွာဒီလောက်ငိုထားတယ်လို့ကျတော့ကောင်းတယ်လို့မပြောဘူးလိုက်တာကြီးဒီဘုံကြီးပဲကောင်းတယ်ပြောနေတာကဲလာကျွန်တော်လည်းဒီမှာအတန်ဖမ်းနေရတယ်မော်နီတာတော့မကြည့်ရသေးဘူးအတူတူသွားကြည့်အောင်လားကြည့်မယ်ကြည့်မယ်လာသမီးလာကြည့်မယ်ဟာဆရာဘာမှလည်းမပေါ်သေးဘူးပေါ်မယ်ကိုတက်ခိုင်ပြလိုက်တော့သူ့ပြမှာလေမဟုတ်ဘူးအားလုံးကိုပြမှာဒီအယုတ်တွေကလေးပဲပြန်ခိုင်းတာဗျာတက်ခိုင်ကြီးလာရှေ့ပြလာရွှေမဒီမှာလာတယ်တွေ့လားငါသမီးလာတာကျွန်တော်မြင်တာနောက်ဘယ်လိုလဲမသိဆရာသမီးမြင်တာဘာဖြစ်လို့တခြားမဲ့ပါလဲဟုတ်ပါဗျာကိုတက်ခိုင်အကုန်လုံးကိုရိုက်ရမှာလေအခုကဒီမှာကြည့်အောင်မင်းသမီးကလည်းတခြားမဲ့ပါတယ်ဟိုမှာငိုနေတယ် heavy drama ချိုးနေတယ်ဥပွင့်မောင်းလဲမပါလာဘူးဗျာခင်ဗျဘယ်လိုလုပ်လိုက်တာတော့ဟိုကလေကျွန်တော်ကလေရွှေမုံလေးကအရန်လှနေလို့သူ့ပြောက်တည်းရိုက်လိုက်တာယာတက်ခိုင်မေချင်းစိုးမေကောလို့ကိုမလုပ်ဘူးမင်းမတတ်မယ်ဆွဲကြပါဟာကဲတော်ရုံအခုကျွန်တော်ပြောတော့တေးသေးချာချာနားထောင်နော်အခုဇက်ဝင်ကလေးကမင်းသမီးကိုသူ့ဖေဦးဝင်မောင်ကမြို့ကိုပို့တော့မယ်ဆိုတဲ့သတင်းကိုမင်းသားကြားသွားပြီးတော့မင်းသားလွမ်းရမှာပေါ့လွမ်းပြီးသူ့ဟာသူတရားတော်တယ်လွမ်းဆွေးပြီးစကားတွေပြောနေမှာအဲ့ဒီစကားတွေကိုတော်ရုံကဟိုတိုက်အခွေလေးကနေချောင်းနာထောင်ရမှာအဲ့လိုချောင်းနာထောင်ရမှာနော်ဟုတ်ကဲ့တော့ပေါ့တယ်နော်ဟုတ်ကဲ့ပေါက်အဲ့လိုချောင်းနာမျိုးကအပိုင်ဆုံးပဲဟုတ်လားဒါဆိုအပိုင်ဆုံးအမူအရာပေါ့โอเคအဲ့ဆိုရင်တိုင်ခွေလေးကိုသွားလိုက်တယ်နော်ဟုတ်ပြီဒါရနော်ဒါရဒီတခြားတော့ဒါရလုံးမှာမပါတာကွာရပါတယ်မင်းရတယ်ရနော်ကဲโอเคပြည့်အောင်ဘာသာမင်းမဘူးဒင်းပင်းဘာလို့ကမှမသိဘူးဟုတ်ကဲ့လေဗျဒါလေးမီရောဥစားဆရာဒီကောင်ကျွန်တော်ထိုက်ပေါ်လာမိနေဆရာမင်းဒရိုက်တာကြီးကျွန်တော်ကိုတက်ခိုင်ရဆောင်းရှောက်ပေးနေဦးမလေးဆောင်းရှောက်တာလေဂလဲဘယ်ရီတွေရမ်းနေပြီကိုကမင်းကလေတော်အနက်နေရတယ်နော်မီတို့တဲ့ဦးလေးရှစ်မတိုးလာနဲ့နော်အေးပါရတယ်အော်ဒီယိုအော်ဒီယိုကင်မဲ့လူရှိသွားပြီโอเคကင်မရာโอเค rolling 5 4 3 2 1 action ဝေမုံရေမင်းနဲ့ကိုနဲ့ဝေးမယ်ဆိုတဲ့တင်းများကကိုနှလုံးသားအပြင်းစားထုတ်ချင်းခတ်အမုံအရက်မှာညိုတဲ့မိုးလို့မငိုတာတဲ့မျက်ရည်မရေရတဲ့အလွမ်းအနေနဲ့ကိုဘယ်လိုရှင်နေဖြစ်ရမလဲကွာဆရာဘာလဲပြောနေလဲမသိဘူးတခြားပြောရတာလေဆိုပြောရဦးလေမင်းသားမှုတွေပြတ်ကုန်မှာဗောသူပြောတာနားမလဲဘူးဆရာနားလဲကြမလို့တော်ရုံရှင်ထဲမှာမှတ်ထားမှာလေအိုက်တင်လေးကလေအေးပြောထားနင်ပြောသမျှကိုဥငွေမောင်းကိုငါသွားတိုင်အဲ့လိုမျိုးလေးအဲ့ဒါလေးပဲအဲ့ဒါလေးပဲနော်โอเคနော်ရတယ်နော်โอเคနော်တေချာပြီလားတေချာတယ်โอเคနော်ဘယ်ရမလဲအဲ့ဒီနားနေလွတ်တယ်မင်းမမီနဲ့မီးစုံလားရိုက်ပါနော်သူ့တပလင်းပေးပြန်လွတ်လိုက်ပါမင်းနဲ့ဆွဲမင်းသားတောင်းမယ်မင်းသားဖြစ်ရှင်သေးရက်သမားအမေကဲရိုက်မယ်ရိုက်ပြီလား audio camera ready 5 4 3 2 1 action ဝေမုံရေမင်းနဲ့ကိုနဲ့ဝေးမယ်ဆိုတဲ့တင်းများကကိုနှလုံးသားအပြင်းစားထုတ်ချင်းခက်အမုံရက်မှာညိုတဲ့မိုးလို့ပြောတာနေပြောတာလည်းငါဝေမောင်ပြေးပြောပါဒီမှာကျွန်တော်ငွေပြည့်တယ်ဒီဘာလုပ်တာလဲနော်နောက်တော့ပြအောင်လုပ်လိုက်ပြီဟုတ်ကဲ့ကျွန်တော်
တော့ဒီမှာလေကိုတက်ကကင်တယ်လေ တော့ကမင်းဝေးသွားကွာ မနေဒီနားမှာတွန်းနေပါ ကိုတက်ခိုင်သူပြန်ပို့လိုက်ပါအဲ့ မင်းနဲ့ဆွဲဆွဲမင်းတို့မင်းတို့တောင်းမှာ ရိုးရိုး no talking ဘာစကားမှပြောစရာမလိုဘူး ရွာထဲမှာအတင်းပြောသလိုမျိုးသိလား ရွာထဲမှာအတင်းပြောလိုက်ချောင်းပြီးတော့လေသိလား မင်းချောင်းတာပိုက်လုံးမယ် ပိုက်လဲဆိုရင်အဲ့တိုင်းလေးလုပ်မယ်နော် ပိုင်မလို့တိုင်ကြကြီးမပိုင်လို့တော့ကျွန်တော်89ခေါက်မှရိုက်ကမလားမသိဘူး အစမပြေကျွန်တော်လူလဲလိုက်မှာနော် ဟောမလဲပါနဲ့ဆရာရဲ့ပိုက်မာတယ်လုတ်ပြပါမယ် တေချာနော် နော်တေချာတယ်တေချာ တေချာလို့လား ဘာစကားမှမပြောတော့ Okay အဲ့ဆိုရိုက်မယ် တေချာတယ် ကဲ နော် camera ready တေချာတယ်နော်ကိုခိုင်းတာဆိုတော့ဘာချိုးတာလဲတိုက်ရွာလုံးဒီဘာရုပ်ရှင်ထဲမှာပါတယ်မင်းနဲ့ငါနဲ့တော့မပါသေးဘူး ။အော်အဖေရဲ့အဖေကဘာတွေလောနေရလဲ။ဒရိုက်တာပိုင်းခေါ်မှာပေါ့အဖေက။ဒါပေမဲ့တခုတော့ရှိရနော်။အရှိရဇက်ဝင်ကမှမင်းသားကျွန်တော်နာမည်ထည့်ပြောရတယ်။အဲ့တော့ကျွန်တော်မဖြစ်မနေပါဘူး။ဟာ အေးအဲ့ကြောင့်မင်းကတေးကြတယ်ငါမတေးကြဘူးဖြစ်နေတယ်ပြီးတော့ဟိုငွေမောင်းဆိုတဲ့ကောင်ရုပ်ရှင်ထဲပါသွားပြီငါမပိုင်ငါအရှက်ကွဲမှာနော်ပြီးတော့ငါဘွားမှာအဲ့ဒီငွေမောင်းဆိုတဲ့ကောင်နောက်တစ်ခါထပ်ရှုံးမှမျိုးငါအဖြစ်မကန်နိုင်ဘူး ။ဖေရဲ့ကျွန်တော်လည်းလက်ဆောင်ပေးစရာရှိတာပေးပြီးပြီလေ။လာမှာပေါ့ အဲ့ဒါကိုပြောတာလက်ဆောင်ကနှစ်ယောက်စလုံးစာပေးထားတာလေအဲ့ဒါကိုပုံမကျင်တတ်တာ ။အော်ကဲအဖေကမကျင်တဲ့တော့ဘာလုပ်လို့ရလို့လဲ မရရတယ်ဒီနဲ့ငါလုပ်မယ်နော်ဒီဇက်ကားမှာဘာမှမတရုပ်ဆောင်ပြည့်ကုန်ပြည့်ရမယ်ကွာ အားလုံးနားထောင်ညာဒီဇက်ဝင်ကလေးကအရေးကြီးရနော်ဟုတ်ကဲ့ဘာလဲဆိုတော့ဒီဇက်ဝင်ကလေးမှာမင်းသားနဲ့မင်းသမီးကခွဲခွာရတော့မှာမို့လို့ကြည်ကွဲဝမ်းနေနေကြတာ ကြေကွဲတဲ့မှုပေါ့ ကြေကွဲတဲ့မှုလေးပေါ့ကွာမခွဲနိုင်ဘူးရမ်းချစ်ပြီးတော့မခွဲနိုင်ဘူးဆိုတာမျိုးအဲ့ဒီအချိန်မှာအဖြတ်သမားအနေနဲ့မင်းသမီးရဲ့အဖေဥဝင်မောင်ကပါပြီဟုတ်နော်ဥဝင်မောင်ဝင်ဆွဲမှာနော်ဝင်ဆွဲတဲ့အခါဘာလဲဆိုတဲ့ခါကျတော့နေဘယ်သူတွေပေါအောင်မလဲဆိုဥဝင်မောင်တော့မှဥဝင်မောင်ကတော့လည်းပါမယ်နော်ပြီးတော့နောက်မှာပြီးတော့ပြဿနာဖြစ်တော့မှလားမသိဘူးဆိုနောက်ကတကြီးနဲ့တကြီးကတော့လည်းပါမယ်မတကြီးနဲ့တကြီးပါနော်โอเคပြီးတော့ဝင်းမုံဆိုရွှေမုံရောရွှေမုံဒီပါလေအေးရွှေမုံလည်းပါမယ်နော်နော် အဲ့ဆိုသမီးကဝမ်းနေတဲ့မှုလေးပေါ့နော်ဝမ်းမျက်ရည်တွေပါကြာရတာပေါ့နော်အဲ့လိုမျိုးလေအဲ့ဆို drive ဟိုရွှေမုံကလိုက်မှုရမှာမငုံနဲ့လေရွှေမုံဒါရွှေမုံရည်စားမဟုတ်ဘူးလေရွှေမုံရည်စားနဲ့မကွဲသေးဘူးလောလောဆယ်ဆိုတော့ခါကျရွှေမုံကစိတ်မကောင်းဖြစ်တာပေါ့ညီမအတွက်စိတ်မကောင်းဖြစ်တယ်အဲ့လိုမျိုးလေးပေါ့နော်နည်းလေးလောက်ပဲโอเคအဲ့ဆိုရင်ဇညွန်းနေရပြီနော်ရတာပေါ့ဆရာမသိပြီโอเคနော်โอเคအဲ့ဆိုရင်ရာဇယ်လေးလုပ်ပြီးရရအောင်လားမင်းသားနဲ့မင်းသားလားသမီးကဟိုရာဇယ်စပါလားအေးရာဇယ်နော်โอเคရာဇယ်ဆိုမဲ့ရိုက်လို့ရရင်တစ်ခါရိုက်လိုက်တော့နော်မနေ့ကပြည့်တိုင်းတော့တိုင်းပဲအေးဟုတ်တယ်နော်โอเคနော်အဲ့ဆိုငါအတန်ဖမ်းမယ်ငါ့ကိုမိုက်ပေးကြဟောမိုက်ခုနမောင်အစီပြေလာပို့သချင်းဥဝင်မောင်ကဟိုဒီဘက်ကဝင်ပါအဲ့ဆိုဟိုဘက်သွားလိုက်ပြန်နော်ရွှေမောဒီမှာရွှေမောမင်းသမီးပေးမှာဒီဘက်ကဝင်မှာဟုတ်တယ်ဗျဟုတ်တယ်ကဲဆရာဒီဘက်နော်ကဲ audio stand by camera roll 5 4 3 2 1 action ကိုဒီရောကနေပြန်မရတော့မယ်မဟုတ်ရင်ဝေမို့အဖေနဲ့ရေရှိအဆင်ပြေမှာမဟုတ်ဘယ်ဟုတ်ပါမလဲကိုရဲ့အခုကိုရိုက်နေတဲ့ကမပြီးသေးဘူးမလားငွေမောင်ဖေကိုရအောင်ပြောကြည့်ပါဦးမယ်ကိုရဲ့မပြန်ပါနဲ့နော်ပြောနေပါနဲ့ဝေမို့ဝေမို့ကိုဘလောက်ထိချစ်လဲဆိုတော့ဝေမို့ဖေကကိုယုံမှပြုံတာရှင်မို့ဝေမို့ကျွန်တော်အစားပို့ဆော့ရှော့ပြပါနော်စိတ်ချပါနေနိုင်သမီးမိုင်နားသားနဲ့ဟဲ့မင်းမကိုချက်ချင်းရက်တာရကိုရနေစားပါနေစားပါဟဲ့ဒိုင်တာဆွဲပါညာမင်းတို့လူပါဝါနေပြီတော့ဟဲ့တော့ပါတကြီးအဲ့ဒါပါစပိတ်ထားပါမင်းတို့လူပါဝါနေပြီကျွန်တော်ဘာလုပ်လို့လဲဦးမောင်ရဲ့မင်းတို့လည်းမသိဘူးလားဗျာမတော်ရလုံးအကုန်ပါတယ်ဒီမှာတကြီးလည်းပါတယ်ဒီကောင်လည်းပါတယ်ငါတို့သားဖတ်မပါသေးဘူးဟမ်ဒီစကားပြီးတဲ့ဒီငါတို့သားဖတ်နေအောင်ဆုံးမပါဘူးဆိုရင်မင်းတို့တစ်ခွက်လုံးဒီရွာနေကားမပါမဲနဲ့ပြန်သွားတယ်ဟုတ်တယ်
ကျွန်တော်အိုက်တင်ကောင်းလားဆရာ လန့်သွားတော့ဗျာ အိုက်တင်ဖေယာအဖေပြတဲ့မင်းသားကြောက်ဆိုကျုပ်ယုံသွားပြီယုံတာပါယုံတာပါဗျာယုံတာဘာပါဗျာလန့်သွားတာပဲမင်းကအိုက်တင်ကောင်းတယ်နော်ဝေမကောင်းတယ်ကောင်းတယ်ကောင်းပါအဲ့ဒါဥပမာကျွန်တော်ဒါလေးစက်ရိုက်လို့ရလားဗျာမရသေးဘူးဗျာမရသေးဘူးဗျာဘာဖြစ်လို့တော့အခုတည်းငါတို့ညမပါသေးဘူးဒီစကားပြီးတဲ့ဒီမှာငါတို့မပါဘူးဆိုရင်ခုနပြောတဲ့အတိုင်းကိုဖြစ်မယ်နော်ဟုတ်ပါပြီထည့်ရိုက်ပေးမယ်ထည့်ရိုက်ပေးမယ်ပါဗျာပါအပိုင်စားကနေထည့်ရိုက်ပေးမယ်နော်သိကြတယ်နော်သိကြတယ်ပြန်ဆောက်နေမယ်โอเคဆိုရနော်ရတော့တော့ဟေးရုပ်ပြည့်ကဲပြန်ရိုက်မယ်မှုတွေတော့ပြောက်လို့ပြန်ကွာဗျာနင်းနေပါလားဗျာဘာဖြစ်လဲဆိုအားမရှိရတယ်ခင်ဗျာမျက်စိနဲ့အောင်လုံးမိုးပေါ့ဆရာဟိုကျွန်တော်ကင်မရာမန်လုပ်ရမှာဆိုလေကျွန်တော်တိစားလေ့ကျင့်နေရလေဆရာအယူစားတယ်လေဆရာကျွန်တော်ကင်မရာမန်ပုံစံပေါ့ရလားဆရာတူပါလေအနေနေပါဦးနေအဲ့လိုကဘာလို့ဝယ်တာဟိုဆရာလက်ဝယ်တာကျွန်တော်တွေ့ဘူးတယ်လေကျွန်တော်မှဆရာလိုလက်အိမ်မရှိတော့ရှိတဲ့လက်အိမ်ကလေးစွတ်တာအဲ့လက်ဆိုမှတော့တချို့နဲ့ထွက်နေမှာပေါ့ဒါကြောင့်ကျွန်တော်ဇဲမှာပေါ့ဗျာကိုတော့ခိုင်းမိုးရောက်လားအဲ့ကျွန်တော်တော့ဆွလိုက်ဆရာဆွလိုက်ဆရာဟိုကိုတော့လာဆရာငါ့ကိုကျွန်တော်မနက်ကမမကြီးကလဲဖို့ကိစ္စပြောတာအဲ့လဲပြီမမိုးဟိုကက်မဲလေးပြောတာဆရာဟုတ်တယ်ဆရာစိတ်ကြမပူနဲ့တက်ခိုင်တော့ခိုင်းချက်လောက်တာဟိုဆရာလဲဆိုတဲ့ကျွန်တော်လဲပြီးသွားပြီဆရာမနေ့ကရိုက်ထားတဲ့ကက်နဲ့ကျွန်တော်ဒီနေ့ရိုက်ထားတဲ့ကက်ကိုလဲလိုက်ပြီနော်ဟေးမဟုတ်လေဗျာဟာလေမနေ့ကရိုက်ထားတဲ့ကက်ထဲမှာတော့လူရိုက်လို့ရမှာလေမရဘူးလားဟုတ်ကဲ့ရဆရာကိုရှင်တကားပါလေဟုတ်ကဲ့အဲ့ memory ကက်ကအသက်ပဲဟုတ်ပြတ်တာပဲဖြစ်ပျောက်တာပဲဖြစ်တကူဖြစ်လို့အဲ့ရိုက်ထားတဲ့ရုပ်တွေအကုန်သွားပြီသတိထားပါဗျာ memory ကက်ကအသက် memory ကက်ကအသက်ကျွန်တော်မှတ်တာမဟုတ်ဘူးခုနပေါ့မတတ်တာသေးဘူးလားလို့ဘယ်လိုဖြစ်လဲနေရတမျိုးလူအားမရှိဘူးမနာတော့လေကိုကောက်လို့သွားတာညှောနေပြီကြည့်လဲလုံးနော်နှစ်ပေါင်းနဲ့တစ်ပေါင်းပဲကြံမယ်ဒီဒီမသားမတယ်စားခဲ့ဘူးတည်းရှူတင်ထမင်းထဲမှာဒီရှူတင်ထမင်းလေးကစားလို့ကောင်းမဲ့ပုံစံမဲ့တော့ကိုမကြီးမိုင်းနဲ့စားကိုကြီးခေါ်တာတော့ကိုကြီးခေါ်မလားမိုင်းခေါ်မလားမသိလို့ဗျာအကိုမကြီးလို့ပေါင်းခေါ်လိုက်မောင်ကြီးကလည်းမလိုပဲခေါ်မလိုပဲခေါ်မောင်လေးကကျွေးမလားယင်ကျွေးမလေးတစ်ဖွဲ့လုံးကျွေးမလေးဘာဖြစ်လို့မောင်လေးကြည့်ရမှစားကျင်တာဒီပါလေသူကဘာဖြစ်နေလဲဖေကိုဖေရဲနဲ့ပေးကြပေးလာဖို့မလားဟာရကြည့်အောင်ဒီကောင်းခင်ဗျားတို့ခန့်ပါပြီတဲ့ဒါရိုက်တာခေါ်ခိုင်းလိုက်လို့ဟာကျွန်တော်ရတော့မလားရတော့ဒီမှာကြီးလာနော်ရှင်မငါတယောက်ဆောင်တော့မယ်ဒါရိုက်တာကြီးခေါ်နေပြီငါ့ကောင်းကြီးဟေးမြေသေးချာစူးစားနော်ဟိုအဲ့ဒါမှအဖေကနှုတ်အထင်ကြီးမှာဟာစိတ်ချပါရှင်ကွာငါကြောင့်နင်တို့သားဖကုန်တက်စေရဟာဟောမင်းလည်းယူတယ်လမ်းနေသေးတယ်ကွာအောင်မဲ့ဒရိုက်တာမင်းကိုရိုက်မလို့တဲ့ခေါ်နေပြီသွားလိုက်ကျွန်တော်သိရဘူးလေဟာကျွန်တော်တယောက်ဆောင်ကိုခုပဲသွားလို့အေးသွားဒါငါတယောက်ဆောင်တာမင်းတွေ့တယ်နော်ဘယ်လောက်ကောင်းလဲဆိုသိတယ်မလားဟာဦးလေးတယောက်ဆောင်တာမျက်နှာမပါတာဦးလေးဟာဟုတ်မင်းလည်းမပါလို့ပြန်ရိုက်ထားတယ်လေကွာမင်းလည်းနောက်တော့ငါဘယ်လောက်တယောက်ဆောင်ကောင်းလဲဆိုတာကြည့်နေတဲ့ရွာလူတွေအကုန်လုံးသိတယ်အောင်ကောင်းကြီးတယောက်ဆောင်တာကိုတော့မင်းမိအောင်ကြိုးစားနော်10 နှစ်10 နှစ်ကျော်ပါမယ်အေးဟုတ်ပါပြီကျိုးစားဒိုင်ဟိုကျွန်တော်ပါပြီဆိုမြတ်ဟုတ်တယ်ကိုကောင်းကြီးရဲ့ကျွန်တော်ထည့်ရိုက်တယ်နော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကိုကောင်းကြီးအခုပါမဲ့အခန်းကလေအရင်ရေးကြည့်တယ်ဟုတ်ကဲ့ခင်ဗျမြို့ကိုသွားမယ်ကိုချစ်သူလမ်းကနေဖြတ်တာအိုးလက်ကနေဖြတ်ပြီးတားမှာတခါဓာတ်နဲ့တော့ခုတ်ပြီးအခုဒီမှာလားဟုတ်ဘူးလမ်းကနေဖြတ်တားရမှာကိုကမြို့ကိုမသွားစေချင်ဘူးဒါပေမဲ့ကိုချစ်သူကမြို့ကိုသွားတာအဲ့ချိန်မှာလမ်းကနေခွက်လို့ဖြတ်တာမသွားနဲ့ဘာညာအဲ့လိုလမ်းပိတ်ပြီးတားမှာအရန်ကိုကြေကွဲပြီးတော့ကျွေကြမြေခ heavy drama ကြီးဗျာဟို happy drama ငိုလိုက်ရီလိုက်ဟုတ်ရကောင်းတော့ heavy
drama ဆိုတော့အရန်ကိုပိုးစိုးပတ်ဆက်ကွဲကြည်ပြရမယ်အခန်းဟာကောင်းလိုက်မယ်နော်ဟုတ်ကဲ့စစ်တိုင်တိုင်ညဒီတခန်းနဲ့တကယ်နာမည်ကြီးသွားစေရမယ်ဟာကျွန်တော်ကြိုးစားမယ်တိုင်တိုင်ကြီးကန်ကောင်းပြီလေသူ့ခန်းလေအကယ်ဒမီတွေပါရမှာဗျာဟာကျွန်တော်သိပါဟောဒီတော့မသိနဲ့ဟုတ်ကဲ့ဝမ်းသာလို့စွန့်နေပါအဲ့တော့ကိုကောင်းကြီးကျွန်တော်မနေ့ကပြောထားတဲ့အဝတ်စားလေးလေအဲ့ပုံစံလေးဖြစ်အောင်ဒါဝတ်ထားလိုက်တော့ဟာကျွန်တော်ပါတယ်စဉ်းစားပါပဲနော်ကဲသားတခြားလုံးနော်ဟုတ်အဖေတုန်းကလိုပဲနော်တခြားလုံးကသဲလှုပ်အောင်လုပ်ပြလိုက်ကြီးပြောပြလိုက်စမ်းပါဗျာဟုတ်တယ်မင်းဖေတုန်းကလေရွာမှာပြက်ဆက်ကတာအမလေးအောက်ကပြေးတဲ့လက်ဆောက်ပေးကြတာမြေကျစ်စာခဲတွေရောပြောင်းမှုကျိုးတွေရောနောက်ချီးကြောက်တွေဟုတ်ခဲကျိုးတွေတော့ပါလားမသိဘူးဟာကိုလာတဲ့ကနေလုပ်ပြီးခင်ဗျားလေတခမ်းမဲကလိုက်တယ်နော်လဲတစီးတိုက်ရကြောက်မှာမရကျွန်တော်အင်းစော်လေးလိုက်အောင်ပဲခင်ဗျာတေချာလုံးနော်တေချာကြိုးစားနော်မင်းကငါတို့ဆိုဒါရွာမှာမင်းရုပ်ရှင်လောကမှာထိုက်တလန်အောင်မြင်နေပြီကွာမလေးရှင်တို့နေမဟုတ်ပါဘူးနော်ကျမတို့လင်မယားနှစ်ယောက်တယောက်ဆောင်တဲ့ခါလေအရန်ကိုမိုက်တာတရွာလုံးကအားပေးတာလေအားလုံးစိတ်ချဗျာအားလုံးနဲ့တောင်းကြိုးစားပြမယ်ဒါဘာမှမအဲ့ဒါဘာမှမဟာဘူးရှင်ဗျာဘာများအလိုရှိပါလဲဖေဟာဘာမှအလိုမရှိပါဘူးကွယ်တခါလေးတို့ရုပ်ရှင်အဖွဲ့တွေစားရည်တောက်တာအစင်ပြေလားလို့လာကြည့်တာကွယ်ပြေးပါတယ်ဖေလူရာထက်တောင်မှပိုနေပါသေးတယ်ဖေအေးကဲဒါဆိုလဲဝမ်းသာပါတယ်ကွယ်ဟောထားတဲ့ဒရိုက်တာကြီးလိုအပ်တာရှိရင်ဒီမှာတကားလာသိန်းကိုအခုညီတောင်းတော့တကားလာသိန်းသူတို့လိုအပ်တာရှိရင်အခုညီပေးလိုက်ကိုရွာလာတဲ့ဧည့်သည်တွေမျက်နှာမငယ်စေနဲ့တော့ကြားလားတင်ပါဗျာကဲဘုံဘုံကြွလိုက်ပါနော်ရက်တော်မူပါဘူးဗျာဟိုလေးပြီးတော့ရှောက်စရာလေးရှိလို့ပါဗျာဘာများလဲကွယ်ဟာလေပြောလိုက်မနော်ငါနော်အရှင်မြတ်တပည့်တော်တို့ခုရိုက်မဲ့ဇလန်းထဲမှာလေဘုန်းကြီးနေရနေတရုပ်ဆောင်မှုတနေရာပါနေလို့ပါဗျာအဲ့ဒါလေးအရှင်ဘုရားကအဲ့နေရာကိုဝင်ပြီးမလုပ်ပါနဲ့ကွယ်မသိတော့ပါဘူးကွယ်ဘုန်းကြီးကဝင်းနီးနဲ့အညီကိုက်ညီအောင်နေတာလေဝင်းနီးနဲ့မလျော်ညီတာမလုပ်ချင်ပါဘူးကွယ်တခါလေးတို့လိုအပ်တယ်ဆိုရင်တခါလှသိန်းကိုပြောပြီးရွာတဲ့လူတယောက်ကိုအကူကြီးတောင်းဖို့ကွယ်အကူကြီးတောင်းတာတော့ဟုတ်ပါတယ်ဗျာဘုန်းကြီးနေရာတရုပ်ဆောင်ရမှာဆိုတော့လေကတုံးတွေပါတုံးရမှာဆိုတော့မလုပ်ချင်ဘူးဘာညာအဲ့လိုညင်းမှာဆိုလို့ပေါ့ရှင်မြတ်ဒီတော့ဘာမှပူမနေနဲ့အဲ့ဒါလို့ညင်းခဲ့ရင်ညင်းတဲ့လူကိုဘုန်းကြီးကြိမ်လုံးနဲ့မိမယ်လို့ပြောလိုက်ကြားလားဒီမှာဗျာပြောလိုက်ပါဗျာကဲဘုန်းကြီးကြားမနော်အေးဟုတ်ပါပြီကြိမ်လုံးဆိုပါလားဖဲနိုင်ဦးဗျာကျုပ်ရင်ကိုခွဲပြီးရွှေမုံကိုကျုပ်ဝင်းကိုခေါ်ဆောင်သွားမယ်ခမရတို့ရဲ့ထော်လာကြီးကိုလမ်းဖယ်ပေးရလောက်အောင်ကျုပ်နှလုံးသားကနူးညံ့မနေဘူးဗျအေးငါဆိုတဲ့ကောင်ကလည်းငါသွားမယ်နားမှာစူးညောင်းခလုတ်တွေရှိနေပြီဆိုရင်တော့သားတကြီးလဲချင်းဖယ်ရှားတတ်တဲ့ငွေမောင်းกว่าပဲစားရှင်လှုပ်ကြည့်လိုက်လေဦးဝင်မောင်ကျုပ်သိမရွှေမုံဒီရွာတွေကခင်ဗျားတို့ခေါ်သွားလို့ရမမတ်ခေါင်းအဲ့လိုမလုပ်ပါနဲ့ခေါင်းကြီးတောင်းမှမာတယ်နော်ဟဲ့အဘီဘာလဲနေလာလာဒီဘက်ကိုနတ်တုတ်တာနဲ့အုံမုတ်ခွက်အနူနဲ့ရွှေတူမင်းလိုလူနဲ့ငါသမီးဘယ်နည်းနဲ့မှသဘောမတူဘူးကွာဝေးဖွားခြင်းနဲ့သေဆုံးခြင်းကြားတဲ့ဖြက်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့မနှုတ်တာကဘာတွေကဒုက္ခလူသားအချင်းချင်းတွေပါဥဝင်ပါပေါင်မိုက်နေတဲ့ကျုပ်ဘွားထဲမှာရွှေမုံဆိုတဲ့လာမင်းလေးကတခုလေးတော့အလင်းရောင်ဗျာအဲ့လင်းရောင်လေးကိုကျုပ်စိုးလို့ဖြစ်ဘူးရွှေမုံကျုပ်ပေးမသွားနိုင်ဘူးဝါဒီကောင်ပြောနေကြလေမင်းဟုတ်ပြီသမီးတောင်းမသမီးတို့ချင်မခွဲပါနဲ့နော်ဒီခွဲပါဟောခမကြီးပဲငါပဲမသိနဲ့ဖေးလားဟဲ့ခေါင်းကြီးကြားလားငါသမီးကမင်းတဲ့ငါ့ကိုပိုချစ်တယ်ကွာဟဲ့သမီးကွာတက်ဆန်းမိမခေါ်သွားသမီးကိုခေါ်သွားလိုက်ကွာတော့တဲ့ရွှေမော
ရုပ်ငါပြောပြီးငါတေမနေဒီရွာကနေထွက်လို့ရပြီညာနေပဲစကားတခွန်းနဲ့နေငါ့ကိုထားခဲ့မှာဟမ်ရှင်မောနေရနေဖေကိုမထိနဲ့ဆိုတော့ငါ့တော့ဘာဖြစ်ပါလားငါသေးသေးနာပါရွှေမောင်ရဒီချင်းလေးတွေကငါသေးသေးနာကောင်းရောမင်းသေးရပါကွာသေးရပါကောင်းကြီးဟဲ့စိတ်ကိုလျှော့ပါစိတ်ကိုလျှော့ပါကောင်းကြီးอ่ะမင်းလေတန်ရောစီမီးတွေအလျက်နီးလောင်ကျွမ်းနေမင်းကသူ့အတူရောက်တာကွာပိုးပလန်ကလေအလောင်းကျွမ်းကြပြီးတော့မီးကိုဝင်တိုးတာရောင်ကျွမ်းနေတဲ့မီးကအရောင်လေးကိုမြင်နေရပါမယ်ဒီလေပူလေပါလားဆိုရယ်ပညာမျက်စိလေးနဲ့ကြည့်စမ်းပါကောင်းကြီးอ่ะကောင်းကြီးရွှေမိုးကိုတောင်းခွင့်ပေးလိုက်ပါတော့ရွှေမိုးကောင်းစားပါဦးနင်မမြင်ချင်ဘူးလားရွှေမိုးကကောင်းစားဖို့ထွက်ဆိုကျောင်းနှလုံးသားပဲကျောင်းစကေးလိုက်ပါတော့ဗျာကောင်းရဲ့ရွှေမိုး你ထွက်သွားလိုက်ပါတော့ဟာ你ငါဘွားကြီးအပီးပိုင်ထွက်သွားလိုက်ပါတော့ဟာကောင်းရဲ့ကဲဟာကောင်းလိုက်ပါဗျာမရတော့ဘာမှလည်းမပြောနဲ့လေဘာမောင်သားဘယ်လူသားကွာဘယ်လူသားခေါ်ရတော်တရုတ်ဆောင်တော့အရင်ပြပြနေပြီငါဘယ်ကမှသွားကြည့်သွားလိုက်ပါတော့ရေးကြီးကပြောမယ်ကိုကြီးခင်ဗျာကျွန်တော်မနာဘူးတော့ဒီပြောမယ်နော်တရားလားတော့ခင်ဗျာကံကောင်းရင်အကယ်ဒမီတော့ရနိုင်တယ်ခင်ဗျားတို့တရားလွန်နေပြီဗျာခေါင်းကြီးပဲချီးကျူးနေကြတယ်ကျုပ်ကင်မရာရိုက်ပေးတဲ့တက်ခိုင်လည်းနေပါချီးကျူးကြပါဦးဗျာဟောမောင်သက်ခိုင်ရလဲကွာခေါင်းကြီးကသေရုပ်ဆောင်နေတာလေအဲ့ဒါကြောင့်တို့ကသူ့ကိုချီးကျူးနေတာမင်းကကင်မရာပဲရိုက်နေရတဲ့ဥစ္စာဟုတ်သားပဲကိုသက်ခိုင်ခေါင်းကြီးကသေရုပ်ဆောင်ရတာလေခေါင်းကြီးသေရုပ်ဆောင်တာဘယ်လောက်ထိကောင်းလဲဟိုကင်မရာဆိုတာဘယ်သူရိုက်ကောင်းတာပဲလीနော်ဖေဟုတ်ပါရှင်မောအဲ့လိုတော့မပြောနဲ့ဟာနော်ကင်မရာမင်းကောင်းလို့ရိုက်ခွင်းကောင်းတာတဲ့ငါဆရာနှစ်ပေါင်းကပြောထားတယ်ဒီမှာငါသာသေချာရိုက်မပေးနင်တို့ရိုက်ထားတယ်ကောင်းမှာမဟုတ်ဘူးနော်ညငါတို့တက်ပြပြမယ်ဒီမှာအေးဒါလေးက memory card လို့ခေါ်တယ်နော်ဒီအမေလေးနော်အဲ့ဒါငါဆရာပြောတယ်ဒါအသက်ပဲတဲ့ရုပ်ရှင်တကားလုံးပဲအသက်ပဲတဲ့ဒီထဲမှာနင်တို့ရိုက်ထားတဲ့သရုပ်ဆောင်ထားတဲ့ဟာတွေအကုန်ပါတယ်အဲ့တော့ငါရိုက်တာမကောင်းဘူးလို့နင်တို့ထင်နေဆိုရင်နင်တို့အသက်ပြန်ရလိုက်ကြငါဒီကတ်ကိုဘာများမျောလင်းနေလဲဟေးကောင်းကြီးရဲ့ဘာများမွေအောင်မလဲဟေးကောင်းကြီးရဲ့ရှိပါဦးကွာရှိနေငါတယောက်လုံးရှိတယ်မကြောက်နဲ့မရှိဘူးဘာမှမရှိဘူးအခုမှရှိမပြောတတ်ဘူးပြောပါလေကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်နေပါလေအေးလေရှိတယ်ခရကြီးမလဲမသိဘူးဝါအောင်မင်းဟဲ့ကောင်းကြီးနင်ကငါတို့ကြောက်မအောင်မလို့လုံတာပေါ့ဟလားပေးဖို့တာပြင်ပြီးတော့
ရေလုံးမကန်းသွားတာပဲကျေးဇူးတင်ရမယ်ဒီကိစ္စကိုလေကျွန်တော်ဒီလိုက်တိုင်းမသိပါစေနဲ့နော် မသိသေးရပါဘူးကိုမျက်နှာတန်ရသိမှမသိတာ ဩဒီလောက်အယုံနဲ့စွမ်းနေမသိတာဘူးလားကွာမင်းပြောတာပါဘူး ဒီကောင်းကျွန်တော်လည်းတော့ထပ်ထိုးပေးပါဦး ဟာဒီမကြောက်နဲ့ထပ်ထိုးတိုင်းလေဟိုကြက်တော့ပြောတာဗျာခင်ဗျားတို့မျိုး အားလုံးကြည့်နိုင်ပြီ Hey Play VIP